Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ကိုယ့်ဘက်မှာ visual ရှိရပြီးတော့ပုံနှလုံးကြက်ဘက်ကရထားရှိရပြီးတော့သူ့ရဲ့ပုံနှလုံးဘယ်လိုတေးကြောင်ကစားမလဲဒီနေ့ဗီဒီယိုမှာရှင်းပြမှာပေါ့နော်အဲ့တော့ဒီ position ရောက်ပြီဆိုရင်ဒါတေးပဲကြည့်ပါဒါပေမဲ့ဒီ position ရောက်အောင်လို့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အရင်ပြောကြမယ်အဲ့တော့ဒီ position ရောက်ဘယ်လိုလုပ်လဲဆိုတော့ဒီပုံးတွေကိုdark screen မှာထားနော် dark screen မှာထားပြီးတော့ကိုယ့်ရဲ့ဒီ visual light screen မှာထားတယ်နော်အဲ့တော့ဒီပုံးနဲ့ဒီ light ကိုယ့်ရဲ့ဒီ light screen visual နဲ့ဆက်နေမဲ့နေရာမှာထိနေ square ကိုအကုန်ပူးပေါင်းပြီးတော့ကာပေးရပါတော့အဲ့တော့သူကဒီ visual light screen မဟုတ် dark screen မှာထိနေတဲ့တေးကြတယ်ဒါပေမဲ့ဘယ်ချိန်မှာတေးကြလဲဆိုကိုယ့်ရဲ့ပုံးတွေက light screen မှာထိနေရင်ဒါတေးကြနေတယ်နော်ဒါတော့ဒီ position ကိုဒီ basic fortress position လို့ပြောရအောင်နော်ဘာလို့အဲ့ဒါ fortress ဆိုပြောရဆိုပြန်မဲ့ဘင်ကကိုယ့်ရဲ့ဒီ game position ကိုဖောက်လို့မရဘူးကျွန်တော်ဒီမှာ square လေးကိုထိနေတယ်ပေါ့အဲ့ square ကိုလုပ်မယ် highlight လုပ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒီ square ကိုလာလို့မရဘူးเนาะအဲ့တော့ဒီမှာ e3 square ကိုကျွန်တော်ဘာလို့ highlight မလုပ်လဲဆိုတော့ဒီ e3 square ကခဏနေလောက်ခံအောင်เนาะဥပမာဆိုရင်ဒီရထားချက်လိုက်ပြီဆိုရင်ဘင်ကဒီ left rank ကြီးရမှာပဲဆိုတော့ဘင်ကe3 ကိုလာမယ်ဆိုတော့ e3 ကိုကျွန်တော်မချေရဘူးเนาะဒါပေမဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကန်ဘက်ကဒီကိုယ့်ရဲ့ဘင် game site ကိုလာလို့မရဘူးပြီးတော့ဒီပုံ GB ပုံနဲ့လာတက်လို့မရဘူးဘာလို့ဆိုတော့ဒီ e3 ပဲရှိတယ်ဒီ e3 ပဲရှိပြီးတော့ဒီနောက်တော့ FU လည်းတွားလို့မရဘူးဘာလို့ဆိုတော့အနီအောင်ပြရတာအဲ့တော့တွားလို့မရဘူးအဲ့ကြောင့်ဒီဘင်ကလာလို့မရဘူးအဲ့သူ့မှာနှစ်ခုပဲရှိတယ်အဲ့သူ့ရဲ့ဒီပုံးရယ်ဒီရက်ထားပဲရှိဒါပေမဲ့ဒီကန်းကဲမှာနိုင်လို့ဆိုရင်သူဘင်မှာအတုံးချဖို့ပဲပေါ့နော်၃ချက်လိုပဲဒါပေမဲ့သူက၃ချက်မရှိပဲ2ချက်ပဲရှိနေတော့ဒီ position ကတိတ်ဖြစ်တာပေါ့နော်ဒါကြောင့်ဒီ full trust လို့ပြောရချင်းပါတယ်အဲ့ဒီမှာမေးစရာခုရှိရ G5 တက်ရင်ဘာလုပ်နေလဲပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော်တကွက်လုပ်လိုက်မယ်နော်ဒီမှာသူ G5 တက်ရင်ဘာလုပ်နေလဲအဲ့ကျရင်ဒါ G5 ကတကယ်ကနည်းနည်းမျက်စိကြောင်နေတယ်ဒါပေမဲ့တကယ်ကတူတူပဲဘာလို့ဆိုတော့ဒီ H4 မရှိတယ်ဘာမှမဖြစ်ဒါပေမဲ့တော့တခုရှိရပုံးတကောင်တည်းရအဲ့ကျရင် H4 မရှိကျွန်တော်ခုနကြည့်ရတာနဲ့ဒါတူတူပဲဒီမှာတူတူပဲဒါကြောင့်မလို့သူကဒီ H4 ဆိုရဲ့အကွက်ကသူက G5 တက်မယ်ဆိုရင်အဲ့ဒီပုံလေးဖို့လောက်တာပေါ့နော်ဒါက plan တူပါတယ်ဒီမှာတခုရှိရပါဥပမာကျွန်တော်တကွက်တည်းဒီမှာတကွက်တော့နော်ဥပမာဆိုပါစို့ဒီမျိုး sorry မှာဆိုတော့အဲ့မှာ G5 တက်တယ်ဆိုတာလို့ဒီအချိန်မှာ G5 တက်တယ် G5 တက်တဲ့ခါမှာကိုကစားရင်ခင်းနေစားတယ်ဒါလည်းသိပါပဲဒါတော့ဒီမှာဘာမှမဖြစ်ပါဘူးဒါတူတူပဲပေါ့နော်ဒါကျွန်တော်ပြောနေတာပေါ့ဒီအဓိကအချိန်မှာဒီပုံးနဲ့စားတူတူပဲခင်းနေစားတူတူပဲနော်အဲ့တော့ကျွန်တော်ဒီနေ့ဘယ်လိုပေကြောင်းကစားရဆိုတော့ပြောပြအဲ့ number 1 plan ကဘာလုပ်မလဲဆိုတော့ရထားတကယ်လို့ကို second man နေတာချက်မယ်ဆိုရင်ဘရင်ကို G1 ဒါမှမဟုတ် F1 ကြီးပေါ့နော်ဖြစ်နိုင်ရော G1 ကြီးရမယ်တကယ်လို့ဘယ်ချိန်မှာကိုက F1 ကြီးနေလဲဆိုတော့ F1 ကဥမာဆိုအကွက်မရှိရင်ကြီးတယ်โอเคအဲ့ဒုတိယချက်ကဥမာဆိုပါဆိုဒီအချိန်မှာကိုယ့်အလဲဆိုရင်ကိုကဘာလုပ်ရမလဲဆိုတော့ဒီ base shot ကိုဒီ diagonal နဲ့ထားရမယ်နော်ဒီ diagonal မှာထားတဲ့အကြောင်းရင်းကသူက F3 ကိုထားတယ်အဲ့တဘောရမယ်ဆိုရင်တခြားနေရာမှာသွားထားလိုက်နေပြီတခြားနေရာကြီးသွားထားမယ်ဆိုရင်သူကဒီ diagonal ကဘာဖြစ်လဲဆိုတော့ဝိနေဒါကြောင့်သူကဒီ diagonal မှာထားရမှာနော်ဒီ diagonal မှာထားခြင်းအပြင်ပြန်ဘက်က F3 ကိုလာလို့ရတယ်ဒါသူ့ရဲ့ plan ပေါ့နော်ဒီချိန်မှာဆိုကျွန်တော် bishop ကိုဒီသွားလိုက်ရပေါ့နော်ဒါပေမဲ့ဒီ H1 တွေ G2 ရမှာသွားတယ်ပါလေဆိုတော့နည်းနည်းအတိုက်ခင်ရတယ်အဲကြောင့်သူက C6 ဒါမှမဟုတ် B7 သွားမှာနော် look at square သွားဒီအချိန်မှာဒီလိုမျိုးဥမာဆိုအနက်ကအကွက်ဆောင်နေဆိုရင်ဒီမှာဆိုရင်တစ်ကွက်ပဲရှိတယ်နော်ဒီသွားလေးနှစ်ကွက်ရှိဒီသွားရဒါပေမဲ့ဒီမှာဒီသွားလေးရတချို့ကထင်ကြတယ်ဒီသွားရင်ဟာ passive ရှိတယ်ပေါ့ဒါပေမဲ့ passive မထင်ဘူးဒီ square ကတော့ဒီကနေအဲအကြောင်းဟောပြီးနောက်ဆုံးအချက်အနေနဲ့ကျွန်တော်မှကွက်ဆောင်နေမှာဆိုတော့okay ဒီမှာနည်းနည်းလူတွေကြာရှိတယ်ဒီအချိန်မှာကျွန်တော်တကွက်ရှိလိုက်မယ်ဆိုပါဘူးတကွက်ရှိရဒါပေမဲ့အဓိက plan ကသူကဒီဘက်ကနေလာခြင်းအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ Bishop F3 သွားဒါတော်တော်အရေးကြီးတဲ့အချက်ပေါ့နော် Bishop F3 မသွားရင်နည်းရှုံးနိုင်တယ်နော်ဒါပေမဲ့တခါလေကြောက်ဥပမာဆိုရင်တခြားအကွက်ရှိလိုက်တော့ဒီမှာဆိုရင်ဒီလိုမျိုးသွားရင်ဘာမှမဖြစ်ဘူးဆိုတော့ဒီကချက်လို့ဒါပေမဲ့ safe အဖြစ်ဆုံးကတော့ Bishop F3 သွားတယ်ဒါမှမဟုတ် तू ကလာလုံးဝလာလို့မရဘူးပေါ့နော်အဲဆိုတော့လုံးဆရာမရှိတော့ဒီဝေးပြန်လာအဲကြရင်ကျွန်တော်တူတူပဲထိပါတယ်ပေါ့နော်အဲခုနကကျွန်တော်အသေးစိတ်ကြည့်ရမယ်ဆိုရင်ဒီ Bishop ကိုဒီမှာထားတကယ်လို့ B ရန် F5 ရောက်နေ Bishop F3 မှာထားတကယ်လို့ဒီရှင်မှာပြန်ဘက်ကလာချက်ရင်ဘရင်ကိုG1 မှာထားဟုတ်လား F1 ကြည့်လိုက်ရတယ်ဒါပေမဲ့ G1 ကပိုကောင်းနေတယ်ပေါ့နော်နောက်ဆုံးနံပါတ်၄အချက်အနေနဲ့ပြန်ဘက်က G5 တွေပါတက်နေဘာပဲထိနေပါလေ H5 မှာတက်နေဒီပုံသွားစားဟုတ်နော်ကင်းနဲ့ပဲ तू ကဆာပုံးနဲ့ပဲဆာတူရဟုတ်နော်
ဒီအချိန်မှာပိုးနဲ့စားခဲ့ရင်လည်းတူတူပဲဒါသုံးကတည်ပဲပေါ့နော်ဘာလို့တည်လဲဆိုတော့ဒီအချိန်မှာလည်းကျွန်တော်ခဏရှင်းရတယ်မှာသူကဒါလို့မရဘူးပြီးတော့နောက်တစ်ခုကဒီသူက G4 တက်မယ်ဆိုရင်ဒီ bishop ကအဲ့ဒီပုံကအတိုက်ခင်တယ်နော်ဒါကြောင့်ဒါတည်တယ်နော်တကယ်လို့ပြန်ဘက်ကဒီဥမာဆိုဒီဘောဆောင်တယ်နော်ပြန်ဘက်ကဒီပုံကလာတိုက်ရဆိုရင်သူ7 second ကိုမလာနိုင်တော့အတွက်အဲ့ချိန်မှာဘီညာတက်ပြီဟုတ်ပြီနော်အဲ့လိုတက်ပြီးချိန်မှာသူက plan နောက်တစ်ခုကပါလဲဆိုတော့ဒီတိုက်ပြီးတော့သွားစားရတယ်ဟုတ်ပြီနော်ဒါတော့ဒီ basic idea ပြောရအောင်နော်တကယ်ဒီ position ကိုကျွမ်းရင်ရောကိုယ်တိုင်ကစားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာမလုပ်နေဆိုတော့ engine တစ်ခုနဲ့ဆော့ရအောင် okay အဲ့ engine တစ်ခုနဲ့ကျွန်တော်ဆော့ပြီနော် okay bishop c6 okay ဒီမှာကျွန်တော် engine နဲ့ဆော့ပြီဒီမှာဆိုချက်ရင်တော့မကင်းကြည့်ပါဘူးနော်နေရာမှာလာတက်ရ okay ဒီမှာဆိုရင်ဒီ high သွားမသွားနေတော့လည်းခက်နေဒီသွားတယ် bishop okay ဒီမှာဆိုကျွန်တော်တစ်ခွက်ဆော့နေတယ်အဲ့မှာ king f5 okay ဒါဆိုဘာလုပ်ကြမလဲဒီဒါလည်းရေးကြည့်တာokay ဒီမှာဆိုရင်ကျွန်တော်တို့ bishop d5 လေးရအောင်မရအောင်ဆိုတော့ okay အဲ့တော့ bishop f သွားပါဆိုတော့ဒီဒါokay ဒီမှာဆိုရင်ကျွန်တော်ခုနပြောရဲ့ဟာရေးကြည့်ပါတော့ king f1 ဘယ်နေရာသွားတင်နေဆိုတော့အခုချိန်နေအကွက်မရှိရင်သွားတင်တယ်နော်အဲ့ဒါက king f1 okay ဒီမှာဆိုရင်ဒါဆိုရင်တော့ f5 မှာမရှိတော့အဲ့ချောက်သွားတယ် okay ဒီမှာဆိုရင်ဘာမှစောင်းနေဒီမှာလေးစောင်းနေဒီမှာရေးကြည့်နော်ဒီမှာလာပြီအဲ့ဒါ repeat okay ဒီမှာဆိုရင် king g1 သွားရ okay ဒီမှာဆိုလဲoh sorry ဒါသွားလို့မရဘူးတန်းရှုံးနေ okay king mission okay ဒီမှာဆိုတေးကြပါဘူး okay ဒါ engine နဲ့တေးကြတာပဲဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်ဒီချိန်မှာဘာပြောမလဲဆိုတော့တခုပြောပြရမယ်နော်ဒါကကျွန်တော်အခု maximum engine နဲ့ဆိုတာနော် engine ကဒီမှာ -1 ပြရတယ်ဒါပေမဲ့ engine မယုံမှလည်းဒါတေးပါလို့နော်မယုံရင်သွားဆိုကြည့်ပါလုံးဝတေးကြတယ်ဟုတ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့တကယ်လို့ဥမာဆိုပါဆိုဘယ်လိုပဲဖြစ်နေပါပြီကင်ဘက်ကဒီလိုသွားဒီလိုသွားအမှ G5 တက်တယ်အမှ king နဲ့sorry အမှ king နဲ့ဆိုင်ဘာလုပ်မလဲပေါ့အဲ့ကြရင်ကိုက plan အတူတူပဲဒီမှာဆိုရင်သူက G4 လာအောင်အဲ့ကြောင့်ကိုက bishop f3 တော့တွားအောင်နော်အဲ့တော့မှ h5 တွေပါလာရဆိုတော့အဲ့ကြရင်ကိုကခဏစောင့်တယ် king ဒီသွားကောင်းတယ် okay ဒီသွားမယ်အဲ့မှာ h4 တက်ရင်လည်းပေးပဲနော်စားကြည့်မှာအဲ့တော့ဘာလုပ်မလဲဆိုတော့နောက်ရထား h2 ပါဆိုတော့ခဏပြန်ပြီးတယ်နော်ဒီတော့တောင်းပြီအမအဲ့မှာ तू ကဘာလုပ်လဲဆိုတော့ရထား B2 ဆိုတဲ့ကင်းရဒီပါမယ်အဲ့တော့မှဒီရထားဒီ second one ရွှေ့လိုက်ဟိုမှာကင်းတက်လာဟုတ်နော်အဲ့လိုကင်းတက်လာပြီဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ဒါပေလို့ကြည့်ရအောင်အဲ့တော့ तू နောက်ဆုံးအနေနဲ့ तू စိတ်မရှိဘူးဆိုတော့ဒီသွားတယ် idea ကို तू ဒီလိုသွားမလို့ပေါ့နော်အဲ့ကျွန်တော်ဒီမှာဆိုရင်ဒီသွားပြီအဲ့ကျရင် तू ဒီတူးကျင်လာပါလေဆိုတော့ဒီကင်းရှောင်းရင်ကျွန်တော်မှပတ်စားတယ်နော်အဲ့လိုမျိုးဒါပေရပါတော့ဒီကဘယ်လိုပဲဆော့ဆော့ပေးပါပဲဒီအဓိကကိုယ့်ဘက်ကမမှားရင်ရပါဘူးเนาะဒီနေ့ဗီဒီယိုကြည့်ရရင်ကျွန်တော်အစ position ပြင်သွားရမယ်เนาะအစ position မှာဒီ position ပေါ့เนาะဒီ position မှာကျွန်တော်ဒီဟာမှာဒီ position နဲ့ဒီပွန်း color နဲ့လုံးဝမတူပါဘူး opposite နေရာမှာထားရပါတယ်ဒါအရေးကြီးရပါတော့တကယ်လို့ဒီ visual ကဒါ light square ရောက်နေပြီဆိုဒါလုံးဝတေးလုံးဝရှုံးပြီเนาะဒါကြောင့်ဒါ opposite နေရာမှာထားတယ် okay ဒါဆိုကျွန်တော်ဒီနေ့ဘယ်လိုတေးကြအောင်ဘယ်လိုလဲဆိုတော့ရှင်းပြရတယ်ပြီးတော့ဘယ်လိုမျိုးဘာကြောင့်တေးကြလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတော့တင်ပြတဲ့အတွက်ဒီဗီဒီယိုကြည့်ရှုခဲ့တဲ့အားကျေးဇူးတင်ပါတယ်တခုပညာရအောင်တင်ပါ okay good night